ဒီ compass မှာပေါ့နော်ဒီ heading ကိုဘယ်လိုဖြောက်မှာလဲပေါ့နော်အဲ့တော့ဒီ compass မှာကျွန်တော် heading တွေကိုကျွန်တော်ဖြောက်ဖို့အတွက်ကနံပါတ်1နည်းလမ်းပေါ့နော်ဒီ compass ကျွန်တော်နှိပ်မယ်ပြီးလို့ရှိရင် option ကိုသွားမယ်ဒီကနေမှကျွန်တော်တို့ဒီမှာ option ထပ်ပြီးတော့နှိပ်လိုက်မယ်အဲ့ထက်မှာကျွန်တော် current heading display ဆိုတာလေးရှိတယ်ပေါ့ဒီမှာ current heading display ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်အဲ့ဒီမှာ line ဆိုတာလေးပါတယ်ဒါလေးကိုအမှန်ကြီးလေးဖြုတ်လိုက်မယ် okay ပေးလိုက်မယ် back ပြန်ထွက်ကြည့်မယ်ဒါဆိုလို့ရှိရင်တော့ display မှာပေါ့နော် display မှာ heading ဖြောက်တော့မှာဖြစ်ပါတယ်heading တက်ချင်တဲ့လူပေါ့နော် heading တက်ချင်တယ်ဆိုဘယ်လိုတက်မှာလဲဒီမှာ compass ကိုသွားမယ် option ကိုသွားမယ်ဒီ compass option ထဲမှာထပ်ပြီးနောက်ထပ် option လေးတစ်ခုပါတယ် option လေးသွားမယ် current heading display ကိုရှိတယ်ဒါကိုနှိပ်မယ်ပြီးရင် line ကိုသွားမယ် okay ဒါဆိုလို့ရှိရင်တော့ဒီ heading လေးပြန်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ